ခိုင်မင်းထားမှာရခိုင်သားတီးကဲကမာကိုကိုလာကိုခရီနဲ့ဖန်တီးနိုင်ဖို့ဇာလူကသဖို့တူမတူဇာလူကနေပြီးရှုံရှာမရှာရခိုင်သားတီးအနေနဲ့ကိုရိုးလုံဆောင်လုံထိုက်ကိုလုံထိုက်တဲ့အလုပ်ကိုလုပ်ဖို့ဆိုတယ်ပိုလို့အရေးကြီးကျွန်တော်တို့ရောဟောကမင်းရခိုင်တဲမတော့ကချောင်းပင်မှာရောင်းနေရခိုင်ပြည်ကိုလာဖို့တော့မမာဒီကသဖို့တူပလားဆိုပြီးကမိခွန်းဒီမိငဲတဲ့ကျွန်တော်တို့ကအမေနဲ့ပြန်ဖေးရခိုင်တဲမတော့ဤဥတေရရဲစီရခိုင်ပြည်ဖိုက်တဲ့ဗမာဒီကသဖို့တူမတူရောင်းလာဖို့ဆိုတာကိုရိုးတောင်းရင်ဖိုက်တယ်ဟုတ်တယ်မလားကျွန်တော်ပုံစံအားတစီကမသိမွေးပါစကားပြောခဲ့တစီကဂရင်းရှိပြောတဲ့တော့နဲ့ကျွန်တော်ပြောရောနဲ့တခါနေပြီကိုရိုးလူမျိုးဒီခင်စားနေရဆိုဒီမလွန်ပြီကရွန်စာပနာဒေါ်သားတဲ့ဒီနဲ့ပြောတဲ့တော့နဲ့ရှောင်းလေးနားလေပြီးပေါ့ဂရာဖဲပါတကယ်ကျွန်တော်မှဆုံးရှုံးနေဆိုနိုင်ငံဖိုင်လို့နိုင်ငံကိုမျောလွန်းရဲနိုင်ငံကိုဆင်တာရှိရဲတကယ်ရောကိုရိုးရခိုင်ပြည်ထားမှာရခိုင်ရီထားမှာရခိုင်သားဒီကိုကဲကမာကိုဖန်တီးဖို့ဆိုရကိစ္စမှာတခါရခိုင်လူမျိုးဒီနိုင်ငံရေးရဝီရိုဒီဖိုင်နေခဲ့တဲ့ဖက်ဒရယ်လားပြည်ထောင်စုလားဒီမိုကရေစီလားလူခွန်ရလားမုံဝနဲ့ရောက်ပိုင်ဒွေဟာဖိုင်နေကျွန်တော်တို့ပြောစကားချွန်ရှေဟာဒီနေ့ဒီကာလာမှာကျွန်တော်တို့ရခိုင်လူမျိုးဒီပြည်ထောင်စုထိမှနေလို့ရခိုင်သားဘောဆိုအပေါင်းဖိုက်လာလားအနှုတ်ဖိုက်လာလားအနှုတ်မှတခါနောက်ဆုံးအနှုတ်လက္ခဏာကိုတော့မဟုတ်ပဲရောက်တော့နေပြီကလူမာကပေါင်းသောတွေဆိုကနေပြီကအကျိုးရုပ်တွေဆိုကြရောက်လူနဲ့ဆာလို့ပေါင်းရပါလားဘဝဒီလုံပါလာရဲ့ပြောင်းလာရဲ့ပြားလာရဲ့မကခေါန်နေပြီကိုတိုင်းပေကိုတော့မပိုင်ပဲကိုတိုင်းပေကိုတောင်ကနေပြီကအနာခဲကိုအဆုံးဖဲမပြီးနိုင်ပဲညောင်းခင်နေတိတော်လားပဲဆိုကြနိုင်ငံဆုံးရှုံးနေတဲ့လူမျိုးတစ်မျိုးအနေနဲ့ဖက်ဒရယ်လာလဲလာရောက်ไปတွေ့ဝေရင်းရိုင်နေဖို့စားကျွန်တော်တို့ကိုတိုင်းပေကိုပြန်လို့တေဆောက်ခဲ့မယ်ဒီရခိုင်ပြည်မှာရခိုင်သားဒီပထမလူတန်းစားဖားရဖို့ဆိုလိုစကားရခိုင်မျိုးနေတင်နေပါနဲ့ဖွေးစည်းထားရခိုင်ပြည်ဆိုရဲကျွန်တော်တို့ဒီတော့ဘူမီနာဆိုင်ပဲဖားရဖို့ကဘာကြီးတော့အလုံးစုံနေရသည်ရခိုင်သားဒီတော့ရခိုင်ပြည်ဖားရဖို့ညောနေရမှာကိုကဲမှာကိုဖန်တီးနိုင်ဖို့လိုရဲအေးချောင်းဆိုရဲဆန်သားဆွေးနဲ့ပြောနေဆိုမဟုတ်ကျွန်တော်တို့ဤမွေးနာပါရာပိုင်ခွန်ဒီကဘာမေပေါ်သားမှာရခိုင်သမိုင်းဆိုင်ကိုလူမဲနေရမယ်ရောင်ရှိဖို့တော့အလင်းနာပရောဂနီဆိုဖိုက်တဲ့လာတွေ့လောရဘောလုံတီတော်နေပြီနို့ဆိုတိုက်တွန်းနေဆိုဖိုက်တဲ့ဒီနေ့ဒီချိန်ကရခိုင်နိုင်ငံတော်ဆိုနေပြီကဘာဂရီအခင်းနေနဲ့မလိုက်လျောပဲမကိုင်းကြီးပဲလို့ပရိုရီလူဒီရှိကောင်းရှိလိမ့်မယ်သို့တော့ဒီချောင်းဆိုရဲကျွန်တော်တို့ယုံကြည်ထားဆိုတာဥပမာအခုလာရှိအခင်းနေမှာရခိုင်သားဒီမိုကရေစီအကောင့်ကိုပြောရဲလူခွန်တွေကိုပြောရဲလွယ်ဆိုသဖောထားကိုယ်လေးခွန်လွယ်ဆိုပါတီဖွေခွန်တီကိုပြောရဲသို့တော့ရခိုင်ရိုးဤလာတွေ့ဘဝရခိုင်ရိုးဤကုံပြင်းနေရတဲ့အကျဲတင်းနဲ့ကိုရိုးရောင်းနေတဲ့အနေထားဆိုရဲထွန်တိုင်းကြွေလို့စိတ်ဝင်ကြွေလို့မလားပါတီတီအများကြီးဖိုင်နေလို့မလားကြိုက်မကြိုက်အောင်အားကြိမရဲ့ကောင်းဆောင်မှုအောက်မှာစနိုက်တကြနဲ့စူးစီနဲ့ရက်ဒီမာသားလျောင်းရခိုင်လူမျိုးထွန်တဲ့နိုင်ကိုဖိုက်တယ်အမျိုးသားတွေတော့သီရိတော်ရဲ့အနေထားတစ်ခုမှာ great တွေမ great ပျော်တွေမပျော်သဖို့ကြားတွေမကြားဆိုတာကျွန်တော်တို့ရခိုင်လူမျိုးထွန်တဲ့သီရိတော်ရဲ့တော့ကျွန်တော်တို့မှာဇော်တကမြနေလို့မလားဒွီဟာဖိုက်ပြီးတွေ့ဝေရင့်ရိုင်ပြီးထိုးလိုတေလိုမလားလုံးစရာကြီးဆိုလုံးကိုစားလို့ရပါခွေးထော်ရဲ့သမားတီကိုအာမပြီးခဲ့ပါခဲ့ကျွန်တော်တို့လေသောနေပြီးခိုင်ပညာကိုတိုင်တာတဲ့အထိဆောင်ယူခါရဲနိုင်ငံရေးတီကိုလေသောတိုင်တာတဲ့အထိလေးလာtheory of democracy ကိုလာခင်သို့သောကိုရိုကြီး theory ရောရဲ့ခေနေကိုရောက်လာရှင်ကရောင်ရှောင်းစားရဖို့ cross ရှောင်းစားရဖို့
ကောင်းရှောဆိုင်ပြီးကတိုင်းပြည်နာခဲ့တော့အလုံးလုံးရဖို့ကာလာဒီမှာပါတီတီများလို့ theory တီဖောင်းပေါ်ပြီးကအလုံးမဖိုက်ပဲ basic ကာရာလုံးနေငယ်လို့မရပါ